ကျွန်တော်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကောင်းတက်ဆန်ဖြစ်ပါတယ်ဒီနေ့တတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး25ရက်မြောက်နေ့မှာတော့ကျွန်တော်တို့ကအစီအစဉ်10ခုနဲ့ကျင်းပမှာဖြစ်ပါတယ်အစီအစဉ်10ခုအပြင်ကျွန်တော်တို့ကအမေးအဖြေပေါ့နော်ကျွန်တော်ကျေဝင်းမြမေကွန်း10ခုကိုမြင်မြန်တော့မှာဖြစ်ပါတယ်ဒီမေးခွန်းတွေမှာကျွန်တော်တက်ဆိုင်ရာပဲခူးတိုင်းကျွန်တော်ရှမ်းပြည်နယ်တိုင်းနယ်ပြည်နယ်နော်ကလွှတ်တော်ကိုယ်စားလှယ်တွေကကိုယ်ဒေတာမှာရှိတဲ့လမ်းမန်းတွေပေါ့နော်ကြီးရွာချင်းဆက်လမ်းတွေတရားတွေကိုအဓိကထားပြီးတော့မြင်ရတော့ပါတယ်ဒါအပြင်ကျွန်တော်တို့ MSME လုပ်ငန်းနဲ့ပတ်သက်တဲ့မိခွန်းတစ်ခုရယ်နောက်ပြီးတော့ကျွန်တော်တို့ဥယျာဉ်ချမ်းမြေဒါကျွန်တော်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့မိခွန်းကိုကျွန်တော်အဓိကမြင်မြန်သွားမှာဖြစ်ပါတယ်ဒါကတော့ဒီနေ့အတွက်ကျွန်တော်တို့25မိနစ်တဲ့အစီအစဉ်ဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့လမ်းမန်းနဲ့ပတ်သက်တဲ့ခါကျတော့ကျွန်တော်တို့ကတော့ဆောက်လုပ်ရေးဝန်ကြီးဌာနရှိမယ်တချို့ဆိုရင်ကျွန်တော်တို့ကြီးလက်တမပေါ့နော်လမ်းမိုင်းတွေရှိမယ်တကယ်လို့ကိုတောင်းထားတဲ့လမ်းကနေဇရေးရခိုင်းတဲ့နေဇရေးရဝန်ကြီးဌာနအများအပြားတော့ကျွန်တော်တို့ကြီးလက်နဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့လာရောက်ဖြစ်ဆိုမယ်လို့ကျွန်တော်တို့အကြမ်းများအဖြစ်သိရပါတယ်ဒါအပြင်ကျွန်တော် MSC လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ကတော့သူနဲ့တက်ဆိုင်တဲ့ဝန်ကြီးဌာနကနေပြီးတော့လာရောက်ဖြစ်ဆိုသွားမှာဖြစ်ပါတယ်အဓိကကတော့သမီးရဲ့တို့ရမဲသင်းမှာလေကုန်ချမ်းတွေရှိတယ်ဒေတာအတွက်ကုန်ချမ်းတွေလေယာကုန်ချမ်းတွေနော်အထူးသဖြင့်တော့တို့အဲ့ဒီကုန်ချမ်းတွေကိုငါတို့ရွာတွေဘက်မှာဘာလုပ်ကြလဲဆိုတော့ကုန်ချမ်းတိုင်းပဲရောင်းကြတယ်အဲ့ဒါရောင်းတဲ့အခါကျတော့ပတ်စံအများကြီးမရတော့ဘူးပေါ့နော်ဥပမာငါဟိုမဲ့ PowerPoint မှာလည်းဒီနေ့ပြပါမယ်နော်မကြီးသီးတို့ဇီးသီးတို့စသည်ဖြင့်ပေါ့နော်တို့ဘက်ဆိုရင်စပြစ်သီးတွေလည်းအများကြီးထွက်တာအဲ့ဒါတွေကကုန်ချမ်းတိုင်းရောင်းတဲ့အခါကျတော့အများကြီးမရတို့လယ်သမားတွေကအဲ့ဒီအတွက်အဓိကကုန်ကြောတွေထုတ်ဖို့ငါဒီနေ့တင်ပြမေးမှာပါအဓိကကတော့သမီးရဲ့တို့နိုင်ငံမှာလေဆင်းရဲနွမ်းပါမှုရှော့ချရေးဆိုတဲ့လုပ်ငန်းကိုတို့အရင်ပထမဒီမိုကရေစီအစိုးရလက်ထက်မှာလုပ်ခဲ့တယ်အဲ့ဒီဟာကိုအများကြီးအထောက်အကူပြုဖို့အဲ့မှာအကျိုးကျေးဇူးတွေငါ6ချက်9ချက်လောက် PowerPoint မှာပြပါမယ်နော်တိုးချင်းဝင်ငွေတွေတို့တိုးအောင်ပြီးတော့မှတို့အလောက်ကိုင်းအခွင့်အလမ်းတွေပေါ်လာအောင်ကျွမ်းကျင်အလုပ်သမားတွေအများကြီးတိုးတက်လေ့ကျင့်ပေးနိုင်အောင်ပြီးတော့မှနိုင်ငံခြားပို့ကုန်တွေအထိတို့ဖြစ်လာအောင်ဒီတဲ့ပို့ပြီးတော့လုပ်နိုင်တယ်ဆိုရင်တို့ပြည်ပသွင်းကုန်တွေကိုလည်းအစားထိုးပြီးတော့တို့ရဲ့နိုင်ငံကထုတ်နိုင်အောင်နောက်တို့ရဲ့နိုင်ငံမှာပညာရှင်တွေရှိတယ်သုတေသနပညာရှင်တွေအဲ့ဒီပညာရှင်တွေရဲ့အခန်းကဏ္ဍကိုလည်းပဲသူ့ရဲ့လူမှန်နေရာမှောင်ဒီတဲ့ပို့ပြီးတော့ပို့နိုင်အောင်အဲ့ဒီရွယ်ချက်နဲ့မေးတာပါနော်အဓိကတော့ပြောချင်တာတော့သမီးရဲ့တို့ဒီရမဲသင်းနဲ့မဟုတ်ပါဘူးနော်ဒီကုန်ချမ်းတွေဆိုတာထက်ကုန်ချမ်းတွေဆိုတာတို့တနိုင်ငံလုံးအများကြီးပါပဲနော်အဲ့တော့တို့ရမဲသင်းမှာပိုင်းလော့ project လေးတော့လုပ်ပြီးရင်တို့တနိုင်ငံလုံးအတိုင်းအတာအထိလွှမ်းခြုံသွားနိုင်အောင်အစိုးရရဲ့တို့အဖွဲ့အစည်းတွေရဲ့ပြည်သူတွေရဲ့ကြဲပြန့်ဒီတဲ့ပို့ပြီးတော့လုပ်နိုင်အောင်နော်အဲ့ဒီအရာကိုတို့ရွယ်ပါတယ်အခုလည်းပဲတို့ဒီသက်ဆိုင်ရာဝန်ကြီးဌာနတွေကနေဒီဝန်ကြီးဌာနတွေကနေလုံနေကြတာလည်းငါတို့တွေ့ပါတယ်နော်တို့ရဲ့ရွာတွေဘက်မှာလည်းလုံတာတွေတွေ့ပါတယ်အဲ့တော့ဒီတဲ့ကြဲပြန့်တနိုင်ငံလုံးဖြစ်လာအောင်ပြီးရင်အဲ့ဒီကနေမှငါတို့ကဒီမြမစီးပွားရေးမောင်းနှင်အားကလည်းပဲဒီအသေးစားအလတ်စားလုပ်ငန်းတွေဟာတကယ်အကောင်းဆုံးအထောက်အကူတွေပါပဲအင်တန်အားကောင်းတဲ့အထောက်အကူတွေအဲ့ဒါကိုတို့ကဖြစ်လာအောင်ဒါနိုင်ငံအတွက်ပါရည်ရွယ်ပါတယ်နော်ဆက်ပြီးတော့လုပ်တာပေါ့နော်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးကလေးဝမဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွန်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒေသမှာလမ်းမဆက်တွေရေးကြီးနေရပါတော့ရေးကြီးနေတဲ့တော့ကျွန်တော်လမ်းမဆက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ချင်းမြတ်တာတရားမှာကျွန်တော်တို့ဒီမိုက်ခွဲဖြစ်စည်းကံနဲ့ကြိုးတရားလေးရဲ့အနေထားကိုကျွန်တော်တို့ကဒီပညာရှင်နဲ့ကျွန်တော်တို့ဒီပြုပြင်ထိန်းသိမ်းနိုင်မဲ့အချိန်လေးကိုဒါမေးမြန်းသွားမှာဖြစ်ပါတယ်လက်ရှိအချိန်ဒီမှာတော့ကျွန်တော်တို့ကလေးဝါမြို့နယ်ကတော့ကျွန်တော်တို့ကတော့ကျွန်တော်မြို့နယ်လေးကပေါ့နော်ဒီတမိုင်းဝင်ရွှေမိုးတော်ဘုရားရှိတဲ့ပြင်ချင်းနဲ့မြတ်တာနှစ်ခုမှရှိတဲ့မြို့လေးတစ်မြို့ဖြစ်တယ်ပေါ့နော်အခုကျွန်တော်မေးမြန်းမဲ့တရားတော့ကျွန်တော်တို့ကလေးမြန်မာတနိုင်ငံလုံးမှာပြောင်းမြတ်ရှိတဲ့မြစ်ပေါ့နော်မြတ်တာမြစ်တနိုင်ငံမှာတမြတ်တည်းရှိတဲ့မြတ်တာမြစ်ပေါ်မှာရှိတဲ့မြတ်တာတရားကိုကျွန်တော်တို့ကဒါပေါ့နော်2023ပေါ့နော်2020ဇွန်လပေါ့ကျွန်တော်တို့2023ဇွန်လ21ရက်နေ့မှာည10:00နာရီမှာမိုင်းခွဲဖြစ်စည်းခံရတဲ့အတွက်ဒီတရားကိုကျွန်တော်တို့ကပြုပြင်ထိန်းသိမ်းရန်ကျွန်တော်တို့ကဒါအစိုးရကိုဒါပညာရှင်တောင်းသွားမဲ့မိခွန်းလေးမေးမြန်းထားပါတယ်ခင်ဗျဟုတ်ကဲ့ဒီမိခွန်းနဲ့ပတ်သက်ပြီးကျွန်တော်မေးမြန်းလာတော့ကျွန်တော်ဒေတာရဲ့ဖွံ့ဖြိုးရေးတိုင်းပြည်ရဲ့နော်ဒီကျွန်တော်တိုးတက်လာမဲ့နီလန်းတွေအများကြီးရှိတယ်ပေါ့နော်တမလာကျွန်တော်ကိုပြီးခဲ့တဲ့2026ကျွန်တော်တို့မေလ30ရက်နေ့ကနေကျွန်တော်တို့ပေါ့နော်ဇွန်လ3ရက်နေ့ထိဒါ
နိုင်ငံတော်သမ္မတကြီးကျွန်တော်တို့အိန္ဒိယခီးရင်သွားတဲ့အချိန်မှာဒါအိန္ဒိယမြန်မာပေါ့နော်ချစ်ကြည်ရေးနှစ်နိုင်ငံပေါ့နော်ဒီအာရှလမ်းမကြီးဒီအိန္ဒိယမြန်မာထိုင်းပေါ့နော်သုံးနိုင်ငံဒါအိန္ဒိယအာရှလမ်းမကြီးကိုကျွန်တော်တို့ကဒီတိဆောက်ထားဖို့ရှိပါတယ်အဲ့လမ်းမကြီးကလည်းကျွန်တော်တို့ဒါပြင်ဆင်ထားဆိုကျွန်တော်တို့90ရာခိုင်နှုန်းကပြီးစီးနေပြီပေါ့နော်လမ်းတော်ကောင်းပါတယ်အဲ့အချိန်မှာကျွန်တော်တရားကကျွန်တော်တို့ကဒီခန္ဓာဝင်50ပေါ့တန်ခန္ဓာဝင်50အားနေကျွန်တော်တို့ကမိုက်ထိထားတဲ့အတွက်ကျွန်တော်အပြည့်ဖြတ်တန်းလို့မရဘူးပေါ့နော်ဒီဓာတ်ယူပြပြင်မှသာလျှင်ကျွန်တော်တို့ကဒီကုန်တင်စီစဉ်မှုကတော့ကျွန်တော်တသက်မှတ်ထားတဲ့တန်ချိန်ကိုပြည့်မီတာကျွန်တော်တို့ကသွားလာနေမှာဖြစ်ဒေတာရဲ့နော်ကုန်စီစဉ်မှုတွေကောင်းလာမယ်ဒေတာရဲ့ခုနကုန်စင်းတို့တွေကျဆင်းလာမယ်ဒါပြီးတော့ကျွန်တော်တို့တိုင်းပြည်နဲ့ကိုဒေတာရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကအများကြီးပြောင်းလဲလာမှာကိုပြောင်းလဲပြီးတော့ကျွန်တော်ဒီဓာတ်ရဲ့ပြည်ပြင်ပြောင်းလဲမှုကိုကျွန်တော်တောင်းဆိုရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကျွန်တော်ကကလောမဲစင်တာနေရာပြည်သူ့တော်ကိုယ်စားလှယ်ဖြစ်တယ်လေဆိုတော့ကျွန်တော်ကဒီကလောမြို့နယ်က KIN စစ်မြို့ဖြစ်တာပေါ့နော်ပြီးတဲ့အခါကျတော့ကလော KIN အခြေစိုက်တဲ့ရုံးတွေရှိတယ်ဝန်ထမ်းတွေရှိတယ်နောက်ကကလောမြို့နယ်အစစ်ရုံးတွေဝန်ထမ်းတွေရှိတော့ကျွန်တော်တို့ကလောမှာကဘူတာဝန်ထမ်းဆောင်နေရတဲ့ဝန်ထမ်းတွေကတချို့ရုံးတွေကသူတို့အိမ်မပေးနိုင်ဘူးနော်နေစရာမပေးနိုင်တဲ့အခါကျတော့အပြင်မှာငှားနေရတဲ့ခါကျတော့အခုခေတ်ကာလတည်းတိုင်းပဲအိမ်လေးငှားရတဲ့ဈေးကြီးသေးကြတော့ဝန်ထမ်းတွေအနေနဲ့သူတို့ရဲ့လစာနဲ့ဒီအိမ်ငှားရနေနေအဆင်မပြေကြတော့မိသားစုတွေကခက်ခဲဖြစ်ကြတာပေါ့နော်သိကြတဲ့ခါကျတော့ကျွန်တော်ကဒီကလောမြို့နယ်မှာဒါပြောရုံအခြေစိုက်ကြတဲ့ KIC မြို့နယ်အစီဝန်ထမ်းတွေအတွက်ပေါ့ဝန်ထမ်းအင်အားလိုအပ်ချက်တွေရှိတော့တွေ့တဲ့အတွက်ဝန်ထမ်းအင်အားဆောက်လုပ်ပေးနိုင်တဲ့အခြေအနေရှိမရှိတာအစိုးရကျေပွေးများမွေးကိုမေးထားတာပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒေတာကိုရောက်လာပြီးတော့လာရောက်တာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေအဆင်ပြေဖို့လိုတယ်လေဒါမှနိုင်ငံတာဝန်နောက်ဒီဒေတာဖွံ့ဖြိုးတာဝန်တွေကိုသူတို့စိတ်ချမ်းသာတာကောင်းတယ်ပေါ့ဆောင်ရွက်နိုင်မှာပေါ့ဒါသူတို့တွေအဲ့လိုဆောင်ရွက်နိုင်မှုအတွက်ကတော့သူတို့ကိုယ်တိုင်ကအဆင်ပြေနေဖို့လိုတယ်ဒါကြောင့်ပထမစစ်နေနဲ့သူတို့ဒီအိမ်နေစရာလေးပေါ့နော်အဆင်ပြေဖို့အတွက်ကိုကျွန်တော်ဒါအစိုးရကိုညီတောင်းထားတာပေါ့ညီတောင်းတဲ့သဘောပါပဲမျိုးကိုမျိုးပြောလေဟုတ်ဒီကလေးကပေါ့ကျွန်တော်တို့ဝန်ထမ်းအင်အားတွေတော့များသောအားဖြင့်ကျွန်တော်သိတော့က၄ကန်းတွဲ၅ထပ်ပေါ့နော်အစောက်တွေစောက်တာများပါတယ်အဲ့ဒီခါကျတော့ဘာဖြစ်လို့တလုံးဆောက်ယူမယ်အိမ်တော်စု20လောက်နေဖို့ရမယ်ဆိုတော့အခုမှနှလုံးသုံးလုံးလောက်ဆောက်ယူမယ်အိမ်တော်စု၄60လောက်အတွက်အဆင်ပြေမယ်ဆိုရင်ဒါအင်္ဂါကတက်တာဝိုင်းရုံပဲတော်တော်လေးဝန်ထမ်းတွေအတွက်အဆင်ပြေမှာပါနေစရာလေးအဆင်ပြေသွားရင်ပဲလေဒါကြောင့်ကျွန်တော်တို့ကလောမှာအဲ့လိုကောင်းတဲ့ဖော်တိုင်းဖို့ကျွန်တော်စူးစမ်းနေတာဒီကြမရှိပါဘူး။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျွန်တော်မှတာဝန်ရှိတယ်။ဒေတာမှာရှိနေတဲ့ပြည်သူလူထုတွေအတွက်ကောဌာနဆိုင်တွေအတွက်ကောကျွန်တော်တို့ဒါအစိုးရနဲ့ပေါင်းစပ်ပြီးဆောင်ရွက်ပေးသွားမှာဆိုတော့ဒါဒီလုပ်ငန်းတာဝန်တွေကိုဒီကျွန်တော်ရဲ့ကိုယ်တိုင်သက်တမ်းကာလမှာကျွန်တော်အကောင်းဆုံးဆောင်ရွက်သွားမှာပါကျွန်တော်တို့ပဲစဉ်းစားထားပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျ။ဒီနေ့မှာကျွန်တော်ကျေပွန်မြတ်မေးခွန်းအနေနဲ့တော့စက်မှုစုံများစီမံခန့်ခွဲမှုမှာဇုံနယ်လိုက်စိတ်နယ်လိုက်ပေါ့ဘယ်လိုစီမံခန့်ခွဲမဆိုတဲ့မိကွန်တစ်ကတစ်စက်တဲ့မှာ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်အစီအမံတွေကိုသိကျင်လို့ဒါကျေပွန်မြတ်မေးခွန်းနဲ့မိမြန်ကြီးဖြစ်ပါတယ်အဓိကကတော့ကျွန်တော်ကတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်နောက်ပြီးတော့ပြည်သူ့လွှတ်တော်ရေးရာကော်မတီစီးပွားရေးရာနဲ့ကုန်သွယ်ရေးရာဖွံ့ဖြိုးတိုးတက်မှုကော်မတီမှာလည်းအတူတူဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံဟာဖွံ့ဖြိုးဆဲနိုင်ငံတွေအဓိကစီးပွားရေးနလန်ထမှုနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေနံပါတ်1က MSME လုပ်ငန်းတွေကိုအပြည့်အစုံချီးမြှောက်ပြီးတော့MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်နေကျွန်တော်တို့နိုင်ငံစီးပွားရေးချက်ချင်းကိုဒါလမ်းကြောင်းပေါ်ရောက်လာမယ်ဆိုတော့ယုံကြည်မှုနဲ့ဒီမိကုံကိုမြင်ရခြင်းဖြစ်တယ်နောက်တစ်ခုကနိုင်ငံတော်သမ္မတကြီးကလည်း MSME လုပ်ငန်းများကိုထူးစားပေးပြီးတော့ဆောင်ဖို့တိုင်းဒေသကြီးပြည်နယ်များကိုတွန်းအားပေးဆောင်ရွက်စေတဲ့ဒါလမ်းညွှန်ချက်လည်းရှိတာ။ဒါကြောင့် MSME လုပ်ငန်းများဟာကျွန်တော်တို့ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတစ်ချက်နှစ်ချက်ကတော့အလုပ်ကိုင်ခွင့်လန်းတွေပေါ်များမယ်။သုံးချက်ကတော့ကျွန်တော်တို့နိုင်ငံရေးနှိမ့်ညွှန်မှုတွေနောက်တစ်ခုကတော့ကျွမ်းကျင်မှုတွေနည်းပညာတွေအဓိကပြီးတော့လူငယ်အမျိုးသမီးတွေရဲ့အလုပ်ကိုင်ခွင့်လန်းတွေညွှန်များစွာဖော်ထုတ်ပေးနိုင်တဲ့ဒါတကစီးပွားရေးအတိအကျအလတ်စားနောက်ပြီးတော့အငယ်စားစီးပွားရေးလုပ်ငန်းများတွေကိုစတင်ထူထောင်မှုဒါတွေကိုနိုင်ငံတော်လက်တော့ပြီးတော့ကျွန်တော်တို့ကလည်းတက်နိုင်သမျှဒါဥချမ်းပဲနဲ့ဆောင်ရမယ်လို့ယုံကြည်မှုရှိတဲ့အတွက်ဒါကြောင့်လို့ဒီ
ဒီမိကုန်းလေးလေးဆဆနဲ့ကျုံရမိကုန်းမိရခြင်းဖြစ်ပါတယ်ဒီနေ့နိုင်ငံတော်စုရနဲ့နိုင်ငံတော်သမားကြီးကတောင်းပြီးဆောင်ရွက်နေတဲ့ MSME လုပ်ငန်းရဲ့အဓိကကတော့တကယ်လမ်းကြောင်းကတော့ပို့ကုန်တွေပို့ပြီးတော့တိုးတက်ရေးအတွက်ဒါထူးဦးစားပေးလုပ်တယ်ပို့ကုန်တွေပို့တိုးတက်ထုတ်လုပ်ဖို့ဥပမာအဖြစ်တော့ကျွန်တော်က ARV တိုင်းသားဖြစ်တဲ့အတွက် ARV မှာခေရှိခေရှိတယ်နံပါတ်1ပြည်သူများလက်ပတ်တာမှာ MSC လုပ်ငန်းနဲ့လုပ်နေတဲ့ဒါ opportunity တွေပေါ့အခွင့်အလမ်းတွေကဘာတွေရှိလဲဆိုတော့လေယာရှိတယ်နောက်နာငါထုတ်လုပ်မှုရှိတယ်ပြည်ကစားထုတ်လုပ်မှုတွေရှိတယ်အေးကစက်ရုံတွေဆောင်မှုရှိတယ်ဒီလိုချင်းနေဖန်နေမှုတွေရှိတယ်ဒီဘက်ကကျုံပြောခိုင်ဘက်မှာတော့ကျိန်တို့ဝါးတယ်တို့အခြေခံစက်မှုလုပ်ငန်းလေးတွေဒါတွေကိုအပိအမပြုပြီးတော့ဆောင်းဖို့ရှိတယ်နောက်ဟင်္ဒရာခိုင်မြောင်ခိုင်နဲ့ဒီဘက်အထက်ဘက်မှာကြတော့ကျွန်တော်တို့ဝါပြောင်းပဲတီးနာစိုက်ပျိုးထုတ်လုပ်တဲ့ဒါအခြေအနေပေးတဲ့ MSME လုပ်ငန်းများတွေဒါတွေကိုတော်ပြီးဆောင်ဖို့ရှိတယ်။နောက်နိုင်ငံတော်ကလည်းမကြောက်ဘူးမှာဒါ MSME ပတ်သက်ပြီးတော့ဥပဒေတွေလှုပ်ထုံးလုပ်တွေပုံမလွယ်ကူတဲ့လှုပ်ထုံးလုပ်တွေဆောင်ရွက်ဖို့ရတဲ့ဒါစဉ်းစားတာရှိတဲ့အတွက်ကျွန်တော်တို့ MSME လုပ်ငန်းအောင်မြင်ရေးအတွက်နိုင်ငံသားတိုင်းနဲ့အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဒါကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ဒါကြောင့်မလို့ဒါ MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ကျွန်တော်တို့အများကြီးယုံကြည်မှုရှိတယ်။အများကြီးလည်းမျှော်လင့်ပါတယ်။ရင်းနှီးမြှုပ်နှံမှုတွေလည်းအများကြီးဖိတ်ခေါ်ဖို့ကျွန်တော်တို့မှာဆန္ဒရှိပါတယ်။နောက်တစ်ခုကကျွန်တော်စက်မှုစုံများနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥပမာပြ ARV တိုင်းမှာစက်မှုစုံ၅ခုရှိတာ။ပထမတစ်ခုမြန်မာတစ်ခုမူတစ်ခုဟင်္ဒရာတစ်ခုသူတို့စက်မှုစုံတွေရှိတယ်။စက်မှုစုံတွေဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက်အဓိကလိုအပ်ချက်တွေကိုကျွန်တော်ဖော်ထုတ်ဖို့လိုတယ်။နောက်ပြီးတော့ဆွေးရကိုတင်ပြဖို့လိုတယ်။ဒါတွေကိုစက်မှုစုံတွေဖွံ့ဖြိုးတိုးတက်မှဒါအလုပ်ကိုင်ခွင့်လန်းနေနောက်ပြီးတော့ကိုယ်တိုင်ထုတ်လုပ်တဲ့ဒါလူငယ်တွေရနေပြီးတော့တခါတည်းထုတ်လုပ်တဲ့တီထွင်တဲ့လုပ်ငန်းတွေပေါ်ပေါက်လာဖို့ရတယ်ကျွန်တော်တော်ပြီးဆောင်းဖို့ရှိတယ်။ပါမန်ချင်းနေတော့ကျွန်တော်ဆောင်းလို့မရဘူးကျွန်တော်နိုင်ငံနေပြီးတော့နိုင်ငံသားအစိုးရနဲ့ထပ်တူဒါပူပေါင်းဆောင်ရွက်ပြီးတော့တောင်းလို့အိမ်နဲ့အားနဲ့ဆောင်းရနိုင်မှအိန္ဒိယနိုင်ငံများနဲ့အမိလိုက်နိုင်မယ်လို့ယုံကြည်တယ်။ဒါကြောင့်မလို့ညီညွတ်နဲ့စူးစမ်းဖို့စီးပွားတိုးတက်ဖို့ဒီအေဂျင့်ဖို့ဒါတွေကိုကျွန်တော်တို့အထူးတလဲဒါနိုင်ငံတော်ရဲ့ပထမဆုံးနဲ့အရေးကြီးဆုံးလမ်းကြောင်းအနေနဲ့ကျွန်တော်ဆောင်ရွက်နေတဲ့အတွက်ကျွန်တော်မှအများကြီးတောင်းရှိတယ်လို့ယုံကြည်တဲ့ခိုင်တယ်။ဒါကြောင့်မလို့ဒီမိကုန်းဟာအနှစ်သာရှိနေကျွန်တော်လေးစားနဲ့ယုံကြည်နဲ့ကျုံးပြမိကုန်းမရခြင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်အားလုံး ဒီနေ့မိကုန်းနဲ့ပတ်သက်ပြီးတော့ဒီလွတ်တော်မှာမင်းများသွားမယ့်အကြောင်းအရာကတော့ဒီရန်ကုန်မြို့တော်ပို့ပြီးတော့စီမံလှပတာယာဖို့အတွက်ဒီမြို့တော်ပတ်လန်တစ်ခုပေါ်ထွန်းလာဖို့ရယ်နောက်ကဒဘမျိုးစစ်ခရိုင်ဒဘမျိုးစစ်ခရိုင်ကဒီရန်ကုန်မြို့တော်ရဲ့ဒီအမှတ်နှစ်အဝင်လမ်းမကြီးပေါ်မှာတည်ရှိတဲ့အတွက်ကြောင့်အခုတက်ပို့ပြီးတော့ဒီဖွံ့ဖြိုးရေးဇုံအနေနဲ့ဒီတိုးမြင့်ဆောင်ရွက်နိုင်မယ်ဆိုရင်နိုင်ငံတော်အတွက်လည်းပဲတစ်စိတ်တစ်ပိုင်းဒီအကျိုးရှိလာနိုင်တယ်ဆိုတော့ရည်ရွယ်ချက်နဲ့မိကုန်းကိုမေးရခြင်းဖြစ်ပါတယ်အကျိုးကျေးဇူးကတော့အများကြီးရလာနိုင်ပါတယ်အခုလက်ရှိလည်းပဲရန်ကုန်မြို့စီမံသားယာရေးကော်မတီအနေနဲ့လှုပ်ဆောင်နေရတာရှိပါတယ်တော်တော်များများရက်တရားစီမံချက်အတွင်းပါတယ်တော်တော်များများတော့လုပ်နေပါတယ်ကျွန်တော်ဒီထက်မကပေါ့လေဒီထက်မကပြောင်စုအစိုးရအနေနဲ့ပေါ့ပြောင်စုအစိုးရအနေနဲ့ဒီဝန်ကြီးဌာနအနေနဲ့ဒီရန်ကုန်မြို့တော်ကို Smart City ပြည်ပြောင်းလဲဖို့အတွက်ဒီအစီအစဉ်တွေရှိပါတယ်ကျွန်တော်တို့ရှိတဲ့အတွက်ကြောင့်အဲ့ဒီအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ရန်ကုန်မြို့တော်ရဲ့အဝင်လမ်းမကြီးတစ်ခုဖြစ်တဲ့အမှတ်နှစ်လမ်းမကြီးအပေါ်မှာဒီဘယ်ဘက်ချမ်းညာဘက်ချမ်းရောနှစ်ဖက်ခွပြီးတော့တည်ရှိနေတဲ့ဒီဒဂုံမျိုးသစ်ခရိုင်ပေါ့ဒီဒဂုံမျိုးသစ်ခရိုင်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှစီးပွားရေးလေးလည်းတိုးတက်လာနိုင်မှာဖြစ်ပါတယ်ပြီးတော့လမ်းမဆက်သွယ်ရေးတွေကခုနခရိုင်ကျဆက်လမ်းကိုအကောင့်ထဲဖော်နိုင်ပြီဆိုရင်တော့ပို့ပြီးတော့ချောမွေ့လာမယ်မြန်ဆန်လာမယ်ကုန်စည်စီးဆင်းမှုတွေပို့ပြီးတော့မြန်လာမယ်မှန်ကန်လာမယ်ဆိုရင်စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာမယ်နောက်ကစက်မှုဇုံတွေရှိပါတယ်ဒဂုံမျိုးသစ်ခရိုင်မှာအဲ့ဒီစက်မှုဇုံတွေလည်းပဲအခုတည်းပို့ပြီးတော့တိုးတက်လာမယ်ဆိုရင်လောက်ကင်အခွင့်အလမ်းတွေပေါ့ဒီလူငယ်တွေအတွက်ဒီအလုပ်လက်မဲ့ပြဿနာတွေကိုဒီအစိပ်ပိုင်းတစ်ခုအနေနဲ့တော့ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်